အခွင့်အရေးကိုဘယ်လောက်ထိကောက်ကောက်အသုံးချနိုင်ပါလဲ Fanny ယူရမယ်ဆိုလည်းအရင်ကြီးတော့ risk တော့များတယ်ဗျာနော်ပထမဆုံး first pick ကမှဖြစ်တဲ့အတွက် Fanny ကို counter လို့ရမယ့် hero တွေပြန်ပြီးထွက်လာနိုင်ရရှိတယ်ဆိုတော့ Fanny ကိုပဲ first pick ယူလိုက်ပါယူပါဒါပါလို့ဆိုတော့လေဒါတစ်ဖက် AI ကိုလည်းပေးလို့မရရလဲပါရပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ Fanny လို hero မျိုးဘယ်လောက်ပဲ counter ပြန်ထောက်ပေါ့နော်ဒါတကယ်ကိုကျန်းနေစေပဲကဲအဲ့တော့တစ်ဖက်ကလည်းဒါ Fanny အရင်ကြီးဒါနှိုက်ရမလွယ်ဒီ Moscow လေးပါလေးနဲ့နောက်ပြီးတော့ဒါဗလိုက်နဲ့ထိဝင်တာ 4BS ကိုစောစောစီးစီးလေးတော့ထုတ်တာတယ်ဟုတ်တယ် 4VS ထုတ်လိုက်တာလေးကဒါကောင်းတော့ကောင်းပါရဲ့เนาะအဓိကကလည်း 4VS ကိုပြန်ကောင်တာဖို့အတွက်ကလည်းတစ်ဖက်က YG မှာက CC တို့ဘာကိုပြန်ပြီးပစ်လို့တော့ရသေးရဲ့ဟုတ်တယ်ကဲအဲ့တော့ YG အနေနဲ့ကဒီချိန်မှာ CC တို့ Lucas တို့အများကြီးလည်းလွတ်နေသေးရဲ့ပေါ့နော်အဲ့တော့ဒါဘာများရွေးချယ်ဒီချိန်မှာလွတ်နေသေးရဲ့ Harry ဒီဘာရောယူရင်သေးတာပေါ့နော်ဒါ Harry အနေနဲ့ဆို Moscow နဲ့ဆိုတာ Ali Impact ကတော့ Harry ပိုတာတယ်ပေါ့နော်အဲ့တော့ Harry ပဲသူတို့ရွေးချယ်ချင်တာဒါမှမဟုတ် Grand Chai ဘာပဲရွေးချယ်ချင်သေးလားstage ကိုတော့ Harry ပေးလိုက်ရင်တော့ပိုပြီးကောင်းမယ်လို့တော့ထင်တယ်ပေါ့နော်ဟုတ်တယ်ဆိုတော့ဒါမှလည်း Harry ထွက်လာမှာဆိုလို့အတွက်ပဲတစ်ဖက်ကလည်း 4VS တွေပါတော့ကြိုပြီးတော့ပစ်ထားတယ်ဆိုတော့ okay တပ်ပစ်မှာတော့Grand Chai နဲ့ဟေတာဒါလေးကလည်းမဆိုးဘူးဟုတ်တယ်ဒါတစ်ဖက်ကဒါဂျန်ကယ်မထွက်လာသေးတဲ့အနေထားမှာဒါ AI ရဲ့ BS အနေနဲ့ကလည်းဒါ assassin ဆော့တာပို့ပြီးတော့များတဲ့အတွက်ကြောင့်မို့တော့ဒါကြိုပြီးတော့ပဲဒါဟေတာလေးနဲ့ပြန်ပြီးတော့ဒါကောင်လာထောက်မဲ့ပုံစံအနေထားလေးတော့မြင်တွေ့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ AI esport okay စူးယူလေးထွက်လာတယ် okay AI esport အနေနဲ့စူးယူပြန်ပြီးတော့ပဲပစ်ခထားလိုက်ပြီးတော့တစ်ဖက်ကပြန်ပြီးရှင်းမဆိုဟေတာအနေနဲ့ကလည်း ESP လည်းသွားလို့ရဆို roam လည်းသွားလို့ရတယ်ဒါကတော့အရင်သေချာမှုမရှိသေးဘူးပေါ့နော်ဆိုတော့တစ်ဖက်က AI esport အနေနဲ့ကလည်းလက်ရှိမှာဟေတာကိုဒါ roam လို့မထင်မှတ်ထားတဲ့အတွက်တစ်ခါပဲကြောဟတ်ကိုဘန်ထားရဗျဟုတ်တယ်ကဲအဲ့တော့ဒါ single pay off ကြောဟတ်လေးကိုဘန်ထားရင်းနေပဲတစ်ဖက်က YG အနေနဲ့ဒီချိန်မှာ6နေပါပဲဘန်အောင်မလားဒါ6 row နေပါထွက်လာမယ်ဆိုလို့ရှိရင် Fanny တို့ကတော်တော်လေးတော့အာရုံနောက်မှာကဲအဲ့တော့ကြောင့်မလို့ YG ဗာများထပ်ပြီးတော့ benefit တွေထပ်ဒါမှမဟုတ် Milane နေပါလေမထွက်လာသေးဘူးဆိုတော့Vazana တို့ဘာလို့တော့ကြံသေးတယ်ခါလီတွေပါဘန်ရင်လည်းဘန်လို့တော့ရခါလီ row နဲ့ Fanny ရဲ့ buff ကိုလိုက်နှောက်နေမှာဆိုနည်းနည်းလေးတော့အာရုံနောက်စရာလေးတော့ရှိရပါတော့ခါလီတွေပါဘန်ရင်လည်းဘန်လို့တော့ရတယ်ဆိုတော့ Fanny ကိုပဲအသားပေးပြီးတော့သူတို့နည်းနည်းလေးများဘန်ပြီးတော့ဘန်သွားမလားဆိုတာလည်းကြည့်အောင်ပဲဗျအဓိကဒါ Fanny အတွက်ကနည်းနည်းလေးတော့လိုအပ်ပေးဖို့တော့လိုအပ်တယ်ပေါ့နော်ကဲအဲ့တော့အဓိက Fanny လိုကောင်မျိုးကလည်း blue buff အမြဲတမ်းလိုနေရဆိုတော့ jungle type back ကောင်တွေပါလာမယ်ဆိုလို့ရှိရင်အစင်တော့မပြေးနိုင်ဘူးကဲအဲ့အတွက်ကြောင့်မို့လို့ဒါ YG အနေနဲ့လောလောဆယ်တော့ဒါ chip လေးကိုတော့ဘန်ထားပါတယ်ဟုတ်တယ် chip လေးကိုဆိုဆက်လက်ပြီးတော့ဘန်ထားတယ်ဆိုတော့ AI Esport ရဲ့နောက်ဆုံး last ban မှာတစ်ဖက်ကအခုချိန်ဒီ mid lane တွေပါလေမထွက်သေးဘူး mid lane လဲmid lane နဲ့ Roma ပေါ့နော် Roma လည်းဖြစ်နိုင်တယ်လို့ ESP lane လည်းဖြစ်နိုင်တယ်ဆိုတော့သူတို့အနေနဲ့ဒါနောက်ထပ်6လုံးပါတော့ပြန်ပြီးတော့ဝင်ဘန်မလား6ဆိုလဲဒီပွဲမှာ pick off ပြန်ပြီးတော့ဆော့လို့ရတာဖြစ်တဲ့အတွက် Moscow တို့ဒီဆွေယူတို့အတွက်လည်းနည်းနည်းလေးအနေတော့ရှိနိုင်တယ်ဗျာဟုတ်တယ်ဒါပေမဲ့နှစ်သိန်းလောက်တော့က6အာယုံနောက်မှာအဲ့တော့ပေါ့နော်ဒါ AI Esport အနေနဲ့ဘာလုပ်ချင်လဲသူတို့ဘက်ကပဲ6ယူချင်တာဒါမှမဟုတ်တစ်ဖက်ကပဲ6ဘန်မလားဒါတော့မသိကြသေးဘူးဟုတ်တယ် high loss လည်းကျန်အောင်မယ်ကြောက်ကချာရီပါလည်းရှိနေသေးရဲ့ပေါ့နော်ကဲအဲ့တော့ကြောင့်မလို့ AI Esport နောက်ဆုံး last banning လေးကဘာများဖြစ်သွားမှာလဲဒါ coach hiccup အနေနဲ့ဘယ်လိုမျိုးလုပ်ပါလဲ okay 6မဲပေါ့နော်ဒါတစ်ဖက်က YG မဘန်ခင်နေရအရင် AI Esport အနေနဲ့တော့ဒါ6လေးတော့ဘန်ထားပါတယ်ကဲအဲ့တော့ကြောင့်မလို့ YG နောက်ဆုံး last banning နောက်ဆုံး last banning မှာတော့အခုချိန်ဒီ AI ဘက်ကမစင်းရသေးတာက Roma နဲ့ mid lane ပေါ့နော် Roma ဘိုင်းမှာတော့ခုနပြောသလို Kali တို့ high loss တို့ရှိအောင်မယ် Garo Gacha ရှိအောင်မယ်Garo Gacha ဆိုတာတဲ့ဒီပွဲမှာ high loss လေးဘိုင်းတော့ပိုပြီးကောင်းမလားလို့တော့တွေးမိရပေါ့နော်ဆိုတော့သူတို့အနေနဲ့ဘာလေးများရွေးချယ်ပြီးဘန်းမလဲ mid lane ထဲမှာကကြတော့အရင်ထွေထူးတော့မရှိဘူးဆိုပေမဲ့ if တို့ဘာကိုလဲကြံအောင်မယ်ပြီး Fazana Valentina ဒါတွေကြံအောင်မယ်ပေါ့နော်ဟုတ်တယ်ဒါ assistant Fanny Palai အလျောက်တော့အထိုင် match လေးရတော့ရွေးမယ်တော့မထင်ဘူးပေါ့နော်အဲ့တော့ဒါ Valentina လေးပါလေးပဲဘန်းကျင်လာပေါ့နော်ကဲလို့ဆိုတော့ grow okay ဒါ signature ကိုဘန်းတာဗျာနော် black ရဲ့ signature grow တခါရေးတန်းဘန်းလိုက်တာဒါလေးကလည်းတော်တော်လေးမှအဆင်ပြေတယ်ဆိုတော့ AI Esport နောက်ထပ် 4 pick လေးကိုတော့ရွေးချယ်ရမယ်ဆိုတော့ black အတွက် roam ပဲဆက်ပြီးတော့ထုတ်သွားမှာလားဒါမှမဟုတ် oh my ချင်းဒီကိုစားထုတ်ပြီးတော့ပဲ roam ဖွက်ထားမှာလားလည်းကြည့်အောင်မယ်ဟုတ်ပါတယ်ကဲအဲ့တော့သူတို့အနေနဲ့နှစ်သိန်းလုံးကလည်းဒါ room နဲ့ mid lane ကြံသေးရလို့ပဲပြောမလား okay Valentina ပဲဒါကတော့ဒီတစ်ဖက်ကဒါ assistant Pala ရဲ့အလျောက်ပေါ့နော်ဒါအလှုပ် match လေးဆော့ရင်တော့ပို့ပြီးတော့ကောင်းတယ်ကဲအဲ့တော့ကြောင့်မလို့ oh my ချင်းဒီ Valentina တို့ဒီပွဲမှာပြန်လည်ပြီးတော့မြင်ရပါတော့မယ်ဟုတ်တယ်အဓိကတော့သူ Arcane Shell Strike လေးနဲ့နော်လာပြီးတော့ dive တဲ့ hero တွေကိုအာရုံလေးနောက်လို့ရမယ်ပြီးတော့သူရဲ့ Edimate ကတော့လက်ရှိ Granger ရဲ့ Sonata လောက်ပဲယူလို့ရအောင်ပါဗျာနော်ဟုတ်တယ်ကဲအဲ့တော့ YG ပြန်လည်ပြီးတော့ပေါ့နော်ဒါဘာ hero တွေများထွက်လာအောင်မလဲသူတို့ဒီ hero ကို ESP ပဲပို့မလား room ပဲပို့မလားပေါ့နော်အဲ့ဒါလေးတော့စိတ်ဝင်စားမိသူတို့ရဲ့ဒီ mid lane ဒီချိန်မှာ Sicilian ရမယ်ဟုတ်တယ် Sicilian ကောင်းတယ် Sicily လည်းကောင်းတယ်နောက်ပြီးတော့ဒီ Zone Mage Fasa တို့ပေါ့ဒီကောင်းတွေလည်းကောင်းတာပဲဟုတ်တယ်ပြီးတော့ Vazana တွေပါပစ်ချင်လည်းရတယ်ဘက်က dive တောင်စောင့်ပြီးတော့ spare ပြန်ပေးမယ်ဆိုရင် Vazana လို hero မျိုးကလည်းအဆင်ပြေတာဆိုတော့ Vazana ရဲ့ Sicilian ရဲ့ EV ဒီတွေကဘာတွေများထွက်လာ
လာမလဲနော် Aura တို့ဘာလို့လဲပစ်ချင်တော့ပစ်လို့ရတယ်ဆိုပေမဲ့တစ်ဖက်ကအရင် Framis ဒါ Blue Lina ရဲ့ signature ဟုတ်တယ်မေ့သွားတာเนาะဒါ Lina ရဲ့ signature Framis ကပြောမယ်ဆိုဒီထဲမှာဒီနည်းနည်းပို့ပြီး magic damage ပြင်းမဲ့မလိမ့်မျိုးထွက်လာမယ်ထင်တာကြဒါပေမဲ့ Framis ထုတ်လာတာ တစ်ဖက်မှာ Valentina ကြီးတော့ရှိနေတယ်အရင်တော့ Framis ကိုထုတ်မယ်လို့တော့မထင်လိုက်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Valentina ကြီးရှိနေတာဖြစ်တဲ့အတွက် Oh my ချင်းနေသည်လည်းပဲတစ်ဖက်ကဒါ Framis ရဲ့ AD ကို right တိုင်းသုံးနိုင်တဲ့ player ထဲမှာသူလည်းပါတယ်ဗျာ ဟုတ်တယ်ဒါ Oh my ချင်းနေရဲ့ဒီ mechanic တွေကသွားပြီးတော့ shot တော့လို့တော့မရဘူးပေါ့နော်ဒါပေမဲ့လည်း YG နေနဲ့ဒါကိုတိတိနဲ့ Framis ကိုထုတ်လိုက်တယ်ဆိုတော့ဒါ Lina ရဲ့သူ့ရဲ့ hero ပုံယုံကြည်မှုကလည်းဒါအပြည့်ပဲပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကဲ YG ရဲ့ဒီ draft ကလည်းတော်တော်လေးမိုက်တယ်ဆို AI Esport နောက်ဆုံး roaming ကဘာများထွက်လာမှာလဲ YG ကတော့လက်ရှိမှာတော့ ESP လေးတော့ glue ပို့လိုက်ပြီးတော့ Roma ကိုhater သွားတာပေါ့နော်နောက်ဆုံး last pick Roma ကိုတော့ခါတော့ကချာနော်ပြန်ပြီးတော့ပဲ AI Esport အနေနဲ့ပစ်ထားပါတယ်ဟုတ်ပါတယ်ကဲနှစ်သိန်းလောက်ရဲ့ဒီ trophy လေးကတော့တော်တော်လေးတော့မိုက်တယ်ပြောမယ်ဒါ team fight battle တွေအတွက်လည်းကောင်းလို့ objective battle တွေမှာဆိုလို့ရှိရင်တစ်ဖက်ကလည်းဒါ Framis ပါလို့တစ်ဖက်ကလည်း Valentina ရလည်းပါနေတာဆိုကြည့်ရစီရမှာပဲဒီဘွဲ stage ရဲ့ Granger အခြေအနေကိုလည်းချက်တော့ကြည့်ရမယ်ပေါ့နော်ဟုတ်ပါတယ်ဆိုတော့နော်ဒါ trophy လေးလည်းကပြီးဆုံးသွားခဲ့ပြီဆိုတော့ကြံရှိရဲ့ engage session လေးကိုကျွန်တော်တို့ရဲ့ caster နဲ့တူတူသွားကြည့်လိုက်အောင်MPB Super League Season 1 D number 1 regular season ရဲ့ match of the day လို့အားလုံးရှုမြင်သုံးသပ်ခြင်းခံထားတဲ့ Yangon Galacticos versus AI Esport ရဲ့ best of 3 series game number 1 drafting ပြီးဆုံးလို့သွားခဲ့ပြီလည်းဖြစ်ပါတယ်မှန်မေးဗျကျွန်တော် drafting phase မှာကနှစ်သိန်းလုံးအနေနဲ့တကယ်ကိုကျွန်တော်အချိန်နဲ့ရှိခဲ့သလိုလူစင်းပိုင်းတွေရဆိုလို့ရှိရင်လည်း YG မှာကျွန်တော် AI Esport ရဲ့အသင်းသားဟောင်းတွေဖြစ်တဲ့ကျွန်တော် Lina တို့ရင်းတို့ပါဝင်နေခဲ့တာမျိုးလေးတွေ့ရတယ်ဗျာအဲ့တော့သူတို့အနေနဲ့အသင်းဟောင်း AI Esport အနေနဲ့ဒါဒီနေ့ပထမဆုံးနေ့မှာပြန်လဲတွေးဆုံနေရတဲ့ပွဲစဉ်တစ်ခုလေးဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ AI Esport အသင်းအနေနဲ့ရော YG အသင်းအနေနဲ့ရောအကောင်းဆုံးသော drive face တွေကိုပြီးဆုံးသွားတဲ့အချိန်မှာတော့ game number 1ပွဲစဉ်ကတော့အားလုံးနဲ့တူပဲ loud draw ထဲမှာပြန်လဲစတင်လာခဲ့ပြီဗျာအားလေး game matches ပိုင်းတွေမှာတစ်ဖက်ကလည်းကျွန်တော်တို့ဒါ YG အနေနဲ့ Han ရဲ့ fan တွေကိုကျွန်တော်တို့ဒီပွဲစဉ်မှာစာပြီးတော့တွေ့နေရတယ်လူကစားမတယောက်လည်းဖြစ်နေတယ်လက်ရှိမှာ debut ဖြစ်နေရဆိုပေမဲ့ဒီကစားမသည်လက်စွမ်းပိုင်းရအတော်လေးတက်ရက်တယ်ကောင်းမွန်တယ်ဆိုတဲ့အနေအထားမျိုးလည်းကျွန်တော်တို့ကြားသိထားရတယ်တစ်ဖက်ကလည်း PS ကအတော်လေးကို confirm ဖြစ်တယ်ဆိုတော့စူယောချန်ကန်နဲ့ပြန်ပြီးတော့ထွက်လာတယ်ဗျာ drafting phase အနေထားရတော့ကျွန်တော်ဒီ early game မှာကျွန်တော်ဒီ KB Cathalo ရှိနေလို့ရှိရင်တော့ side lane နေအများကြီး pressure ပေးတာလို့မင်းလေးချောင်းလုံးမှာတော့ Oh my Genie Valentina နဲ့ AI Esport ပြန်ထိမ့်မယ်လို့တွေးထားတဲ့ပုံစံပဲဗျာဟုတ်တယ်အဓိက early buy ဒီ fan ရဲ့ impact တူပဲ Granger ရဲ့ combination ကိုလည်းမေးထားလို့တော့မဖြစ်ဘူးเนาะတစ်ပတ်မှာတော့ Alita Moscow ပြန်ပြီးတော့အသုံးပြုလာရဆိုတဲ့ချက်တွေကြောင့်မလို့ late game potential မြင့်မားတယ်ဗျာဒါပေမဲ့ early buy မှာတော့ Valentina PS ကင်လာခဲ့တဲ့ zero impact တွေကိုပဲအဓိကစောင့်ကြည့်သွားမယ်အခြေအနေဗျာအဓိကတော့ fan level 4 time တစ်ခုမှာသူအနေနဲ့ lane ရဲ့ rotation ပိုင်းမှာဘယ်ဆိုင်လုံးကိုသွားမလဲဆိုတဲ့ချက်တစ်ခုလည်းကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရအောင်မယ် Alita လည်း Moscow ဖြစ်နေတယ် front line မှာလည်းကျွန်တော်တို့ Phobias ကတော့ကချာတွဲလုံးနဲ့ပဲ AI Esport တော့ defense တွေကိုဖြည့်ရှင်းဖို့အတွက်သူတို့အနေနဲ့ကြိုးစားတယ်ပေါ့နော် early matchup ပြတော့ stage ရဲ့ Granger ဒီလည်း minion damage nerf ခံထားရတယ်ဆိုတဲ့ချက်တစ်ခုကြောင့်တော့အရန်ကြီးကျွန်တော်တို့ lane phase မှာတာမှာတော့မဟုတ်တော့ဘူးဗျာ ဒိုင်2လို့ရတော့ရတယ်ပေါ့နော်ကျွန်တော်တစ်ဖက်မှာလည်းကျွန်တော်ဒါရင်းတို့ဘာလို့နေနေ safe ပါပဲကျွန်တော် AAC ရောကျွန်တော် goal line မိုင်းနေရောလုံးဝဒါကျွန်တော်အရှိကိုတက်ပြီးတော့ကျွန်တော်ဖေးရမျိုးတိတ်မတွေ့ရဘူးဗျာ save နေထားသေးရပေါ့နော်ကျွန်တော် final matchup မှာပဲကျွန်တော်တွေ့ရမှာ buff တွေရောကျွန်တော်နှောက်ဖို့အတွက် AI Esport မှာနေချရပါမလာသေးဘူးလို့ပဲပြောရမယ်ပေါ့နော်ဟုတ်တယ်အဓိကသူ front line အပိုင်းမှာဆိုလို့ရှိရင်တော့နည်းလေး AOE နည်းလေးများနေဆိုတဲ့သဘောတရားလေးတော့တွေ့နေရတယ်ဆိုတော့အဲ့လို durability ပိုင်းအားကောင်းပေမဲ့လည်း mobility ပိုင်းအားနေဆိုတဲ့အချက်တွေကြောင့်မလို့ fan တွေကိုဒီ phobia တွေဘယ်လိုမျိုး control လုပ်နိုင်မလဲဆိုတဲ့အချက်ကပဲနည်းလေးပို့ပြီးတော့အရေးကြီးလာတယ်ဗျာ front line control ပိုင်းမှာတစ်ဖက်ကလည်းကျွန်တော်တို့ကချာ phobia တို့ပါလာတယ်ဆိုပေမဲ့ first time မှာလည်း full time ရရှိတဲ့အတင်ရပို့ပြီးတော့စွမ်းဆောင်ပြနိုင်မယ်ဆိုတဲ့ချက်တစ်ခုလည်းကျွန်တော်တို့စပြီးတော့တွေ့ရတယ်ဗျာမဲမှာလည်း Lina တွေသူရဲ့အပိုင်းနဲ့ဆုံး Framis ရရှိထားရဆိုပေမဲ့ OMG ကိုလည်းကျွန်တော်တို့ပြန်လည်ပြီးတော့ Valentina ပေးရတယ်လက်တော့ပြန်ပြီးတော့ပေးရမှာဖြစ်သလို backline control ပိုင်းတွေမှာလည်း Valentina ဘယ်လောက်ထိသွားနိုင်မလဲဒီချက်ကလည်း backline တွေက stage ရဲ့ Granger ကိုကောင်းကောင်းကြီး pressure ပေးနိုင်မလားပေါ့ level 4တစ်ဖက်မှာကျွန်တော် AI Esport နေနေရင်တော့ဥအောင်ရှာသွားတယ်လို့ပဲပြောရမယ်ဟုတ်တယ်ဒီတစ်ခေါက်မှာလည်းတတေကိုတော့လွတ်ကျွတ်လေးပဲ PS ကန်အကြောင်းယူရဗျာရှင်းပါလေ Blink Glue ထပ်ပြီးတော့ပဲ Towning လောက်ခံထားတဲ့နောက်မှာတော့ Arcane Shadow Strike အပါလေးပဲဝင်လာအဓိက Glue ကိုကျွန်တော်တို့ Roma ဆော့လာဆိုတဲ့ချက်တစ်ခုဒီ level 4ရမှာပဲသူတို့နှောက်လို့ဆင်ပြီပါဗျာ draft မှာတော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ hater အနေနဲ့ Roma ဖြစ်လာမလားဆိုတဲ့သုံးသပ်ချက်မျိုးလေးတော့ရှိခဲ့တယ်ဗျာသို့တော်လည်းပဲကိုယ်ပြောခဲ့တဲ့အတိုင်းပဲဒီ Glue Roma ဖြစ်လာခဲ့တယ်ဆိုတဲ့ချက်တစ်ခုဒီ level 4မဖြစ်မနေကျွန်တော်တို့ပြန်ရဖို့တော့လိုတယ်အဲ့ဒီတိုင်မှာတိုင်ကမှာ AI Esport တို့ရဲ့ early game import ကိုကောင်းကောင်းအသုံးချပြီးတော့ first star တွေတော့စယူသွားပြီပြီးတော့ကျွန်တော်တို့ဒီ bumper time နေလဲကျွန်တော်တို့ဒါတေချာလေးထောက်သွားတယ်လို့ပြောရမယ်အနေထားဗျာဒီအရာတခုကကျွန်တော် AI Esport ရဲ့ early game ပိုင်းမှာကောင်းတဲ့ movement တခု
ပေါ့ဗျာနောက်ပိုင်း minute တွေကြာလို့ရှိရင်တို့အနေနဲ့ lane face ဒီမှာပြန်ပြီးတော့ gan လို့ရတယ်ဗျာ ဟုတ်တယ်အဲ့တော့အောက်လန်းကိုသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဂိုလင်းအနေထားမှာတော့ဒါဂိုလင်းနာ2ယောက်လုံးရဲ့ကြားထဲမှာ state အနေနဲ့ကတော့သူနည်းနည်းလေးစောပြီးတော့ battle combination လုပ်လို့ရပြီးတော့တစ်ဖက်မှာ leader အနေနဲ့တော့ ironဆိုင်ရာပို့ပြီးတော့လိုအပ်တဲ့ massman ဖြစ်နေဆိုတဲ့နောက်မှာတော့ဒါ hand အနေနဲ့ leader ကိုလာပြီးတော့ gang လုံးနိုင်မလားကြည့်ရမယ်ဗျာ stage ကတော့ပပနဲ့လေးပဲသူ resty 6ချက်နောက်က bullet တွေနဲ့တစ်ဖက်က elite space လေးသူရဲ့ vision ဘက်ကိုပြန်ပြီးတော့ပြထားခဲ့တာမျိုးလေးတော့ရှိတယ်ဗျာဒီချက်မှာလည်းစစ်ချီသူရဲ့နောက်ကပါလာခဲ့တဲ့ damage ကိုကောင်းကောင်းသုံးချပြီးတော့ making minute ပိုင်းချားတွေမှာတခါတည်းပဲ lane freeze တောက်ဖို့တော့ကြိုးစားနေတာဖြစ်ပါတယ်ဆိုတော့ဒီပွဲကကျွန်တော်တို့ silent gang တွေသူ rotation က surprise အတက်တွေတွေ့ရဖို့ဆိုတာမျိုးတဲ့ objective fight တွေမှာပဲအားလီမှာတော့ပိုတွေ့ရဖို့များမယ်ထင်တယ် ဒီကကျွန်တော် side lane နဲ့ sit down shot save နေရလဲပါတယ်ဗျာလုံးဝကျွန်တော်ဒီအပြင်တွေကိုထွက်နေရမျိုးတွေတိတ်မတွေ့ရလို့ကျွန်တော် lane face ဘိုင်းမှာလဲကျွန်တော် fully aggressive ဆော့ပြီးတော့တောက်ရှောက်နေနေရမျိုးတွေတိတ်မတွေ့ရဘူးပေါ့နော် ဟုတ်တယ်အောက်လန်းရဲ့အနေထားကတော့နည်းလေးပြန်စားမှုပြင်းထန်လို့ပြောလို့ရရဗျာ state နဲ့ leader တကယ်ကိုကောင်းတဲ့ကစားမတွေလောက်ပြီးတွေးဆုံနေရအလဲမှာဆိုလို့ရှိရင်လည်းတောက်လျှောက်ပဲဗျာနော်ကျွန်တော်တို့ဒီ Christian နဲ့ပိုင်းလေးမှာတွေ့မှုလေးရှိတယ်ဒါပေမဲ့3မိနစ်ကျော်တဲ့ဒီ Hero Key ထွက်မလာသေးဘူးဆိုတော့ second target မှာပဲကျွန်တော်တို့ Hero Key ထွက်ပေါ်လာနေရှိရဗျာ တစ်ဖက်က YG ကလည်း funny ဖြစ်နေရဆိုတဲ့ချက်ကူကျွန်တော် early game match ပိုင်းနေရကျွန်တော်တို့ဒါ objective တွေမှာသူ့အနေနဲ့အရင်လိုက်ပြီးတော့တိုးပေးလို့ရမှာတော့မဟုတ်ဘူးဗျာ hater နဲ့တိုးပေးရမယ် glue နဲ့သွားပြီးတော့ backline control လုပ်ပေးမယ်ဆိုတော့တစ်ဖက်ကလည်း Eviquella search တွေပါလာခဲ့တဲ့ Su ရောအတော်လေးကို confirm ဖြစ်နေရဆိုတဲ့အချက်တစ်ခုကြောင့်ပဲ AI Esports ကတာတဲ့ objective fight တခုကိုဆက်ပြီးတော့ဦးဆောင်ထားဖို့တော့ကြိုးစားပါဦးမယ် half time ဒီတစ်ခေါက်မှာတော့ကျွန်တော် hand နဲ့လာ join လို့ရတယ်ဒီချက်ကိုလည်းကျွန်တော်ထည့်သိမ်းစဉ်းစားရမယ်ဗျာအပေါ်မှာတော့ကျွန်တော်ပြတ်မှာမဟုတ်ကျွန်တော်နှကောင်လုံးဘိုင်းတင်မှာတော့တောက်ရှောက်တော့ပြန်မေးထားသေးတယ်အဓိကကျွန်တော်သွေးရှော့နေဆိုလို့ရှိရင် record ပြန်ထောက်ပေးရနိုင်တယ်ဗျာအဲ့ချက်ပေါ်မူဒီ position ဘိုင်းဆိုင်ရာမှာကြိုတင်ပြီးယူထားလို့ရတယ်ပေါ့နော် အလဲမှာလည်းကျွန်တော်တို့ဒါ hand အနေနဲ့တော့သူကြားသလောက်လေးသွေးသွားပြီးတော့ short တာမျိုးတော့တွေ့ရတယ်ဒါပေမဲ့အရင်ထူးခြားပြောင်းလဲသွားမျိုးတော့မရှိသေးဘူးဆိုတော့ဒီတစ်ခေါက်မှာလည်းဒီ buff နဲ့တူပဲတတဲတွေကိုထပ်ပြီးတော့ train နေအောင်ပါလားဆိုတော့ကြည့်ရမယ်ဗျာဒါပေမဲ့ glue level 4ရပြီဆိုတော့မေးလို့မရဘူးဗျာ အော်မန် stage နဲ့တစ်ဖက်ကလည်း elite ကိုစီပဲသူတို့အနေနဲ့ Hannah strike Korean side တွေကတော့စပြီးတော့ပြီးသွားပြီဗျာဒီနောက်မှလည်းရင်းသွားပြီးတော့သူအနေနဲ့ front line မှာစပြီးတော့ပြကျင်နေဆိုပြီး Lina ထပ်ပါလာခဲ့တဲ့ character တစ်ခုမှာ second target ကို AI Esports ဆက်လက်ရရှိအောင်ကြိုးစားနေခဲ့ပါပြီ ဒီမှာလည်းတက်ပြီးတော့ Fanny ကပဲပြီးတော့ကြိုးစားနေမှာ Netherland ပြန်ပြီးတော့ပေးထားသေးတယ် glue split ပြန်ပြီးတော့တောင်းထားတဲ့အခြေအနေတစ်ခုမှာတော့ရောက်နေပြီဗျာတောက်လျှောက်ပဲ dominant force တွေပေးထားသေးတယ်မှာရှင်ပါလိုက်တော့ OMG တွေလိုက်ပြီးတော့ကြည့်ပြီးပဲလဲတောက်လျှောက်ပဲ PS ပြန်ပြီးတော့ cover လုပ်ပေးထားတယ်မှာရှင် split 3နေနေပဲပြန်ပြီးတော့လွတ်မြောက်သွားတယ်ဗျာ တော့မသေးပါဘူးတော့ပြန်ထွက်လာသေးရအလီတာ နောက်မှလည်း elite တောက်လျှောက် miss to pitch damage တွေရှားတယ်မှာတစ်ဖက်ကလည်း bush တွေကိုပြန်ပြီးတော့ HP regeneration ပြန်ပေးထားခဲ့ရင်ပဲလက်ရှိ Hero Key တောက်တကောင်ဆက်လက်ပြီးတော့ရရှိထားတယ်ပဲ second target ကိုတက်ရောက်လို့မရတဲ့ခန့်တကောင်နဲ့ phobia deal with အမ Messi တောက်လျှောက်ထိန်းထားတယ်ပဲ AI Esports second target ကိုဆက်လက်ပြီးတော့သိမ်းပိုက်ထားနိုင်ခဲ့ပါပြီ team fight တွေမှာကျွန်တော် chase ဘိုင်းတွေမှာကျွန်တော်တောက်ချောက်တကောင်နဲ့ဝင်သွားတဲ့နေရာထားမှာတော့တော်တော်လေး pressure များသွားပြီလို့ပြောရမယ်အနေထားတစ်ခုလို့ဖြစ်သွားတယ်ဗျာ YG နဲ့ဒီချိန်မှာတော့လက်လွတ်ပေးထားတယ် objective နှစ်ခုလောက်ထိတော့ဖြစ်သွားပြီဗျာ တောက်လျှောက်ဆိုလိုပဲ AI ဘက်ကလည်း backup တွေ plan နေနေတော့ AOG အိုးဒီမှာလည်း slow နဲ့ဟန်သူရတော်တော်လေးကိုနည်းနေရဗျာ ပေါ်လဲ 2v1 အခြေအနေတစ်ခုမှာတစ်ဖက်ကလည်း AI Esports အနေနဲ့ target beat fight တစ်ခုမှာ3 follow up သွားတဲ့အချက်တစ်ခုကတော်တော်လေးကိုအားကောင်းတယ်လက်ရှိမှာလည်း Fanny နဲ့ header C ကိုတော့ hand စပြီးတော့ပြီးလာရဆိုမဲ့တစ်ဖက်မှာလည်း YH Fury Hammer နောက်တစ်ခုကိုတော့ကျွန်တော်တို့ဒါစူယောအနေနဲ့ဆက်ပြီးတော့ပြီးထားပါပြီ နောက်ပိုင်းမှာ600ကျော်လောက်ထိဦးဆောင်ထားတာမျိုးတွေရှိရဗျာကျွန်တော်တို့ဒီ goal line တစ်ကောင်ကြားထဲမှာလည်းကျွန်တော်ဒီ300ကျော်လောက်ထိကွာအောင်မှုရှိရ YG ဘက်ကတော့ကျွန်တော်ဒါပြန်ပြန်လန်တော့ကျွန်တော်ဒါရှိနေသေးရပေါ့နောက်ကျွန်တော်နောက် 1k လောက်ထိတော့ကျွန်တော်ကွာအောင်မှုရှိရဗျာအဓိကကျွန်တော်ဒီနှစ်သိန်းလုံးနေနဲ့ early game တွေမှာကျွန်တော်ထိတွေ့မှုတွေကနည်းငယ်နည်းနေသေးရပေါ့နော် objective fight တွေကျွန်တော်တောက်လျှောက်တွေးဆောင်ရတဲ့အရာဆိုရင်နောက်ပိုင်း late game ကြလို့ရှိရင်တော့ AI Esports ဘက်မှာ leader item ထွက်လာလို့ရှိရင် roll လေးစောင့်ကြည့်ရမယ်နေထားပါ ပွဲချင်းဒီ6မိနစ်ဆိုတဲ့ color တစ်ခုရောက်ရှိလို့လာနေပြီဖြစ်ပြီးတော့ state ရဲ့ combination အတွက်ကတော့စတင်ပြီးတော့ပဲ Sky PSR ပါဝင်လာခဲ့တယ်ဗျာအဲ့ဒါချောင်းပြီးသွားခဲ့တဲ့နောက်မှာတော့ online first tower တော့ YG စတင်ပြီးတော့ရဖို့တော့ကြိုးစားလို့လာတယ်ဗျာ အဓိကကျွန်တော်တော်တော်လေးကိုမှ save ဆော့နေခဲ့ဆိုတဲ့ချက်တစ်ခုလည်းဆက်ပြီးတော့တွေ့ရအောင်မယ်အဓိက late minute ပိုင်းချားတွေမှာ stage ရဲ့ granger လေး damage ပိုထွက်လာတာမျိုးလေးရှိနိုင်တယ်နောက်မှလည်း framis ပြန်ပြီးတော့ hand လို့ရတာမျိုးလေးရှိရဆိုပေမဲ့ YG ရဲ့ draft intense အရာ late game ရရောက်တယ်ဆိုလို့ရှိရင်လည်းအရန်သာတဲ့ခံစားချက်မျိုးတော့မရဘူးဗျာ ကျွန်တော်ဒီချက်ကိုလည်းထည့်သွင်းစဉ်းစားရမယ်စူယောတို့ Valentina တို့ကလေကြောင်း early game impact တွေမှာအများကြီးပို့ပြီးတော့ကျွန်တော်အားပါတယ်ဗျာတစ်ဖက်မှာကျွန်တော် elite ရဲ့ damage တွေတော့ကျွန်တော်မြောက်ကိုလို့ရတယ် stage ကတော့တောက်လျှောက်ပြင်းနေအောင်မယ်အောင်လေးကိုသူတို့လိုချင်နေရဗျာ အောင်လေးကိုတောက်လျှောက်သွားပြီးတော့ pressure ပေးနေခဲ့တယ်ဆိုတော့တောင်းပါလေ elite အနေနဲ့ရသလောက်ပြန်ကာနေရင်းနဲ့ပဲဒီတစ်ခေါက်မှာတော့ lane ပြန်ပြီးတော့ချိန်လာတော့ရှိတယ်ဗျာနော် နောက်မှလည်း Fanny ကပဲလေးပြန်ကြည့်နေကြတဲ့ခိုက်တဲ့မျိုးတွေပါတစ်ဖက်ကလည်း station အနေနဲ့ goal line ရဲ့ first target သူရရှိထားခဲ့တဲ့ချိန်မျိုးတွေမှာလည်းသူရဲ့ space ကိုပြန်ရဖို့တော့ကြိုးစားနေတယ် river ပေါ်လာခဲ့တဲ့ခိုက်တဲ့မျိုးတွေမှာလည်းနောက်ဆုံးပေါ်လာခဲ့တဲ့ third target objective fight တစ်ခုတော့ရန်ကုန်လက်ဒီကိုပြန်တောင်းတော့ဆက်ပြီးတော့ကြိုးစားရပါဦးမယ် လေမှာလည်းတောက်လျှောက်ပဲ slow နဲ့ဟန် cable လေးတော့ပေးနေမလဲအဓိကသူဝင်ပြီးတော့ဆွဲတဲ့ damage တဲ့သူပြန်ပြီးတော့ take and လုပ်ရတဲ့ damage ကပုံများနေရဆိုတဲ့အခြေအနေမျိုးဗျာ ဟုတ်တယ်ကျွန်တော်ဒီရိုင်းတိုးပြီးဝင်လာလို့ရှိရင် wine ရှင်းမဲ့သူတွေကများတယ်သူသဖြင့်ကျွန်တော် unbreakable တို့ဘာလို့တောင်းနေသွားမိလို့ရှိရင် annie များတယ်လို့ပြောရမယ်ပေါ့နော်တာတယ်ပေါ်လာခဲ့ပြီဒီတာတယ်မှာတော့ကျွန်တော်အပီရှင်းမဲ့အနေထားတစ်ခုလို့ရှိရဗျာနှစ်သိန်းလုံးအနေနဲ့ နောက်မှလည်း Eviquella Saturday စပေးထားတဲ့ခိုက်တဲ့မျိုးတွေမှာတက်တာတဲ့ objective ကိုလည်း AI Esports သူတို့နဲ့ဆက်ပြီးတော့ရရှိထားဖို့တော့ကြိုးစားနေတယ်နောက်မှလည်း blink သူရဲ့ special damage တော့ OM ချင်းနေရောက်ရှော့လိုက်ချိနေခဲ့တဲ့ millimeter အပိုင်းခြားတွေမှာတစ်ဖက်ကလည်း hand နဲ့မရရအောင်ယူဖို့တော့စပြီးတော့ကြိုးစားနေခဲ့ပြီဗျာ ဒီတစ်ခေါက်မှာလည်းနောက်ကနေပြီးရှင်ပပြဝင်လာမလဲတော်တယ်တော့ PS ပဲပြန်ရရပြတက်ဆိုလာတာပေးရသေးတယ်တော့ PS တောက်လျှောက်ပြန်ပြီးတော့ down နေဗျာနောက်မှလည်း Nether
Valorant ပြန်ပြီးဟီးလာခဲ့သလို Guardian တွေကြားထဲမှာ Melzi ပြန်ပြီး format လုပ်တယ်ဗျာတောက်ရှော့မှာ Black ပြန် down နေနေပဲဒီတစ်ခေါက်မှာတက်တဲကိုပေးလိုက်ရမယ်မလဲ YG မေးရ first tower နဲ့တူ Hero Kid နှစ်ကောင်ပြန်ရသွားပြီဗျာ Hero Kid 2 minute တာတဲ့ပြန်လဲလဲထားခဲ့တဲ့ Yangon Galacticos သူတို့အနေနဲ့ China Point တစ်ခုတော့ပြန်ပြီးတော့ရခဲ့ပြီတော်လေးမှာရေးပါနေခဲ့တဲ့ Map Control နဲ့ဒီ first tower advantage အောက်မှာ Main first tower ကိုလည်းဆက်လက်ပြီးတော့ရအောင်သွားခဲ့ပါပြီ လဲလေလိုက်ရတာရန်ကြီးတော့မတန်ဘူးလို့ပြောမယ်မင်းမရှိ first down ပေးရရဆိုလို့ရှိရင် bad တွေအများကြီးကိုကျွန်တော်တို့ထောက်ခံရနိုင်တယ် one only lane တော့သူတို့ပြန်လိုက်ရလိုက်တယ်လို့ပြောရတဲ့အနေအထားတစ်ခုပါ station နဲ့ Malefic raw ပြီးလာပြီဗျာပြောရင် stage online ဖြစ်လာတဲ့အချိန်ဒီမှာသူတို့ဘက်က damage ပေးနိုင်တဲ့အရာကြီးတော်တော်လေးပို့ပြီးတော့များလာပါတယ် YG ဘက်ကတောက်လျှောက်ဆိုသလိုပဲအလီတာအနေနဲ့ကတော့သူ famous space ကိုတော့အပိုင်တော့ယူထားသေးရပါတော့ဒါပေမဲ့တပတ်ပြန်ပြီးတော့ကြည့်မှဆိုလို့ရှိရင်တော့ team 5 combination ဝင်လာခဲ့ဖြစ်တဲ့ stay hero ကရရှိဖို့နဲ့တူပဲနောက်ပိုင်းမိနစ်တွေမှာ sky beer stat တွေများလာမယ်ဆိုလို့ရှိရင်တော့ AN အတွက်ဒါဒီတော်တော်လေးကိုတော့ပြဿနာရှိရဗျ အကြီးကတစ်ချက်ကလည်းကျွန်တော်တို့ overstanding battery ကိုဇက်တိုက်ဆိုသလိုမြင်တွေ့ရမယ်ဆိုတဲ့အရာတစ်ခုတော့ဖြစ်နိုင်တယ် AI Sport လည်းသူတို့ရဲ့ late game potential တစ်ခုတော့တစ်ဖက်က Moscow ကိုကောင်းကောင်းကြီးပဲ space တွေပြန်ပြီးတော့ create လုပ်ပေးနေကြတဲ့အခြေအနေမျိုးတွေမှာတစ်ဖက်ကလည်း one ရှင်နေနဲ့ရသလိုပဲ Map Control ရရှိအောင်ဆက်တိုးဖို့တော့ရှိနေပါသေးတယ် ရဝေးတော့ချက်တော့ပြန်ပြီးထောက်ထားရဗျာ Sonata နဲ့ Rusty Danny ကလုံးဝစိမ့်ထွက်နေရောပဲ3ခွက်လောက်တော့ပြီးသွားပြီဒီချိန်မှာဆိုလို့ရှိရင်တော့လုံးဝတော့သိကြတယ်3ခွက်ပါလာတဲ့နောက်ပိုင်းမှာတော့လုံးဝမခံနိုင်တော့ဘူးဗျ front liner hero ဖြစ်တဲ့ Melzi နဲ့တူပဲ Blood ဒီ physical defense တွေလိုအပ်လာပြီဆိုတော့အနေထားမျိုးရှိတယ်3ခွက်ပါလာပြီဟုတ်တယ် Sky Beer the step တွေကကျွန်တော်ဒီချိန်မှာတော့ကျွန်တော်10လောက်တော့ရှိနေမယ်လို့ပြောလို့ရတယ်တစ်ဖက်မှာ Corazon side နဲ့ကျွန်တော်ဒီ Grand Step ပဲရှိနေသေးရဆိုနောက်တစ်ခွက်လောက်ပြီးမှပဲဒီ Moscow ကကျွန်တော် active ဖြစ်လာဖို့များတယ်ပေါ့နော်ကဲဒီမှာလည်း plane ဒီ backline control နဲ့သွားပြီးတော့လှုပ်ချင်တယ်နောက်ကလည်း Messi နဲ့ deal with ပြီးလာတဲ့ခိုင်တာတစ်ခုတစ်ဖက်ကလည်း Blita သွားပြီးတော့ goal buster လေးပြန်ဆွဲနေတယ်ဆိုပေမဲ့ Oma Chini ရော backline နဲ့ PS တို့အစရှိပြီး Moscow အားလုံးဒီကျွန်တော်တို့အရင်သွားလို့ရတဲ့အခြေအနေတစ်ခုတော့မဟုတ်ဘူးဗျ mystery ဆက်ပြီးတော့ပေးထားပါသေးတယ်ဒီမှာလည်းတောက်ရှော့ပဲ liter ပြပြပြတဲ့ damage ကလည်းများလာတယ်ဗျ hand နေနဲ့ချက်ချင်းပဲပြန်ပြီးတော့ forward လုပ်နေနေပဲဒီတစ်ခေါက် low battle setup ကိုတော့နှစ်သင်းလုံးတော့တော်တော်လေးတော့အရေးကြီးရလို့ပြောရမှာပါဒီကကျွန်တော် hand ရဲ့ puppet back timing တခုလေကျွန်တော်ပြန်လဲပြီးတော့ကြည့်ရှုရမယ်သူပြင်ကျွန်တော်ဒီ map composition တွေပိုင်းတွေမှာကျွန်တော် YG ဘက်ကအမြဲလို့ဦးနေရမျိုးတွေ့ရတယ်လီနာရဲ့ Netherlands ရှိနေသေးပြီးတော့သူတို့ကကျွန်တော်တောက်လျှောက်တိုးနေအောင်ပါပဲဗျဒီဘက်ခွဲလား search တွေပြန်ပေးခဲ့တဲ့အခြေအနေမျိုးတွေမှာလည်းတစ်ဖက်က Yangon Galacticos အနေနဲ့သူတို့စပြီးတော့ရင်းသူရဲ့ impact မကုန်ရင်အပိုင်းကြားတစ်ခုမှာဆက်တိုးဖို့တော့ကြိုးစားနေတယ်ရှင်တို့ stamina ရှိနေတဲ့တစ်ဖက်က Lina တောက်လျှောက်ပုတ်ပေးတဲ့ magical damage တွေအောက်မှာ Fanny ဒီလား Moscow ရဲ့ land တစ်ခု lane blocking နေနဲ့ပြန်ပြီးတော့စောင့်နေပါသေးတယ်အော်တော့ပိုင်းပေးလိုက်ပြီတကယ်ပဲဒီနေရာမှာဆိုလို့ရှိရင်တော့ elite ရဲ့ damage ကလည်းပြန်ပြီးတော့များလာနေပြီဗျာဟန်ပြန်ပြီးတော့ down ဝိုင်းတော့မ၄ရောက်အခြေအနေတစ်ခုတော့ AI Sport တင်ပထဆိုင်မှုပြကြိုးစားလာတော့အတင်းတော့သွားပြီးတော့ force နေဗျာနားမလဲ stay နေနဲ့တောက်လျှောက်သူ damage တွေပုံနေသေးတယ်တော့ air ever town နေ shade ပေးထားသေးဗျာ dominate force တွေချက်ပါ leader အရင်ဆုံးပြတ်သွားပြီ but the light ပြန်ပြီးပွင့်ထားသေးတယ်တော့ stay ဘေးကတောက်လျှောက်ပုံနေ damage တွေကြားရမှာပဲဒီလောက်သူရမှာလဲ AOG စိုက်ပြီးပေးဖို့ကြိုးစားဗျာ number 3B5 Elita လောရခဲ့တဲ့ damage တွေကြားရမှာတစ်ဖက်က backline control မှာ Messi တောက်လျှောက်ထိန်းထားတယ်ပဲ phobia dominate force ကြားဝင်အောင် Elita နဲ့ killing spree speed of destruction backline နဲ့ stage ကောင်ထပ်ပြီးအဆုံးသတ်ဖို့ကြိုးစားနေကြတယ် 3 man down ဒီပါ select ဆိုလို့ရရှိထားရတယ်ပဲချန်နေကနောက်တစ်ကောင်မှာ Lina ထပ်ပြီးတော့ကြာသွားခဲ့ပြန်ပါသေးတယ်တို့ Hero Kid 3အောင်ရရှိလိုက်တယ်ဗျာကျွန်တော် Jenge down သွားတဲ့ဘက်တစ်ခုမှာ YG နဲ့တကယ်ကိုကျွန်တော်ချရှုံးနေပို့ပြီးတော့များပြသွားခဲ့လို့ Elita နဲ့ဒီလုံးရရှိသွားတဲ့အတွက်ကြောင့်မို့ပဲ AI Esport အနေနဲ့တော့ကျွန်တော်နောက်ထပ် talent တွေကိုဒီကောက်မှာထက်လက်ပြီးတော့ကျိုးပါတော့မယ်တောက်လျှောက်ဆိုသလိုပဲ lawyer ရှိဖို့နဲ့တူပဲဘာတွေဆက်လုပ်နေမလဲဆိုတော့ကြည့်ရမယ်အဓိက Massman နှစ်ကောင်ရဲ့ကြားမှာ idea သွားလာဖို့ကလည်းကွာဟလာပြီလို့ပြောလို့ရတယ်တစ်ဖက်မှာလည်း Moscow အနေနဲ့ winner teacher ပြပြသုံးလာသေးတယ်မှာဆိုတော့တောက်လျှောက်ပြည့်နေတယ်ပဲ Elita ဟဲ့တော့အဆုံးသတ်ပေးလိုက်ပြီဗျာ Mega KD တောက်လျှောက် order ခဲ့တဲ့အပြင်မှာ on fire ဖြစ်လာခဲ့တဲ့ Elita ရဲ့ Moscow တောက်လျှောက်ပြခွဲနေခဲ့တဲ့ damage တွေအောက်ပါ now cap ဒီ 3k နီးပါးလောက်ထိရော AI Esport စတင်ပြီးတော့အသာရရှိလာခဲ့ပါပြီလုံးဝ Elita ရဲ့ပြစ်ချက်တွေကစိမ့်ထွက်နေရောပဲဗျာကျွန်တော်ရှင်းမပြောလို့3မှပြီးသွားတဲ့အချိန်ဒီမှာသူ့အနေနဲ့ပြန်ပြီး active ဖြစ်လာလိမ့်မယ်ပေါ့နော်တကယ်လည်း distraction တွေ join နေ mystery တောင်းခဲ့တာတွေကကျွန်တော်ပို့ပြီးတော့အားကောင်းနေခဲ့တယ်ဗျာအောင်လေးမှာရှိ second tower ကတော့တေချာဖို့ပေးရဖို့များသွားပါပြီပြေးပြေးနဲ့ပဲကျွန်တော်တို့ tower တွေကိုငှဲ့နေခဲ့တဲ့ AI Esport တင်ဒီချိန်မှာတော့ Mia second tower ကိုထပ်ပြီးတော့ယူလာတယ်ပါ PS စိုးစေပါ PS တော့မ Lina တဲပြီးတော့ပြေးအောင် Fear distraction နဲ့တူပဲတခါတည်းကို Android ပဲဖြစ်နေပြီဗျာ Next topic တောက်လျှောက် order ခဲ့တဲ့ခဲတော့တစ်ခုပါတစ်ဖက်ကလည်း hand နဲ့သူ cable လေးပြန်ပြီးတော့ဆွဲပြခြင်းနဲ့ Elita နဲ့တောက်လျှောက်ပြခွဲနေကြတဲ့ AOG backline control ထပ်ပြီးတော့ထိပေးထားပါသေးတယ်နောက်မှလည်းထပ်ပြီးတော့ plane split သုံးလာတယ်မှာ plane မှာမခံနိုင်တော့တဲ့အနေအထားတစ်ခုမှာတော့နောက်ဆုံးတစ်ချက်မှာပဲတခွေလာအဆုံးသတ်ပေးလိုက်ပြီဗျာ Hero Kid နှစ်ကောင်ဒီအချိန်မှာလည်းတောက်လျှောက်ပေးနေကြရတယ်ဗျာ YG နေနဲ့ early game တွေမှာကျွန်တော်အဆင်ပြေနေသေးတယ်ဆိုရင်ပဲ low battle fight တစ်ခုကနေတောက်လျှောက်ချလိုက်တဲ့အရာတစ်ခုကကျွန်တော်ဒီအချိန်မှာ AI Esport နဲ့နောက်ထပ် mega တလင်းကိုပါထပ်မှန်ပြီးတော့ကြောင်းတော့မှာတော့ 5-3 saturation ပါလာခဲ့တဲ့ Minion Wave ကိုတုံးချဖို့ကြိုးစားနေတဲ့ hand နဲ့ cable လေးတွေပြန်ပြနေတယ်ဆိုပေမဲ့ Grania Rusty 6ချက် damage အပ stage အတော်လို့ anti များလို့ auto rage တွေမှာ AI Esport ပြန်လည်ပြီးတော့ forward သွားခဲ့ပါပြီတောက်လျှောက်ဆိုသလိုပဲ long damage တွေနဲ့ဖြစ်သည်လဲ damage output တွေတော့ပြန်ပြီးတော့ပေးနေခဲ့တယ်ဗျာ Elita နောက်ထပ် item တွေထပ်ပြီးတော့ပြီးလာနေဗျာတဖြည်းဖြည်းနဲ့တော့ Elita နောက်ကပ်ဖို့ဆိုတော့တော်တော်လေးတော့ခက်ခဲလာပြီဗျာမှန်မယ်
ကျွန်တော်ပြောလို့ရှိရင် AI Esport အနေနဲ့ဒီကကျွန်တော်ထောက်ပေးနေတဲ့အရာအလီတာလို့ပြောမယ်ကျွန်တော်ရှင်းမှာပြောလို့လေ game ရလို့ရှိရင်အလီတာရဲ့ damage ကအပူပြီးတော့ကျန်းလာနိုင်တယ်ဗျာ distraction ဝင်လာတဲ့တစ်ပေါက်ကကျွန်တော်ဒင်နာနဲ့ပို့ပြီးတော့တိကျနေခဲ့တဲ့ຢာကြီးလည်းပါတယ်ပေါ့နော်အဲ့တော့နောက်ထပ်ပေါ်လာမဲ့ကျွန်တော် second law ကြလို့ရှိရင်တော့ YG နေနဲ့ကျွန်တော်ဒီချိန်မှာပို့ပြီးတော့သတိထားရတော့မယ် draft index အပြီးမှာလည်းကိုဝေပြောခဲ့တဲ့အရာတစ်ခုရရှိတယ်တစ်ဖက်က YG နေနဲ့ကျွန်တော်တို့ဒါလုံးဝ stand ပါမလာခဲ့ဘူးဆိုတဲ့အချက်တစ်ခုကသူတို့ကနည်းနည်းလေးတော့ commandation ပိုင်းတွေမှာအားကောင်းနေတယ်ဆိုပေမဲ့တကယ် Moscow ကဘယ်သူဖမ်းကြမလဲဒီ Moscow က backline control ဘယ်သူသွားပြီးတော့လုံးကြမလဲဆိုတဲ့ character မျိုးတွေမှာအတော်လေးအားနဲ့သွားခဲ့တယ်ဆိုတဲ့အရာမျိုးလေးတော့ကျွန်တော်တို့သွားပြီးတော့တွေ့ရတယ် Moscow တို့ဒီ Granger တို့ Massman တွေအားလုံးကို zone image တွေနဲ့ပြန်ကာကြတယ်ဆိုပေမဲ့လက်ရှိမှာလည်း Lina ဒီ promise ဖြစ်နေရဆိုတဲ့အချက်တစ်ခုကတော်တော်လေးတော့ backline control ပိုင်းတွေမှာအားနဲ့သွားစီတယ်ဗျာ မှန်မယ်အဓိကကျွန်တော်ဒီ Netherlands timing တွေဗျ live save ဖို့အတွက်ပဲသူတို့ပြန်ပြီးတော့ကြည့်ရမှာပဲခေါင်းတိုးပေးဖို့တော့ကကျွန်တော်ဒီရင်းတို့ကျွန်တော်တစ်ဖက်မှာရှိနေတဲ့ဒါ blink တို့ဘာလို့ခေါင်းတိုးပေးလို့ရတယ်ဗျအဲ့ဒီ icon line ဟီးပေးဖို့လိုအပ်နေတာအဲ့တော့ပေါ်လာခဲ့ပါပြီ အဓိကတော့ကျွန်တော်ဒီတစ်ခေါက်ပေါ်လာခဲ့တဲ့လောက်တော့ AI Esport တင်တရားပေါက်တော့သူတို့စပြီးတော့ကေးဖို့တော့များတယ်ဒါပေမဲ့တစ်ဖက်မှာလည်း YG နေနဲ့ဒီလောက်လွယ်ကူနဲ့တော့ပြီးမှာမဟုတ်တော့ဘူးဟန်အနေနဲ့ use ဆိုင်မှာဗျာခုနကလည်း low power တဲ့ချိန်မှာဟန်ကြောက်သွားတယ်ဆိုတော့ဒီတစ်ခေါက်မှာလည်းလောက်တော့ AI စပြီးတော့တဲ့ပဲကေးနေတာဗျာ ဒီချက်တစ်ခုမှာလည်း fire saturation hand နဲ့မြေကိုတွားကြည့်ဖို့တော့ကြိုးစားတယ် let's pepper in the backline control နဲ့ phobia ဒီ4 စပြီးတော့ပြီးထားသေးတယ်ဗျာ အိုးမချင်းဒီတစ်ခေါက်မှာလည်းလောက်ထပ်ပြီးတော့ရလာတယ်နောက်မှရှင်တကောင်လည်းပဲသုံးအောင်တော့ပြပိတ်ဆို့တိုင်းမှာလည်းမရဘူးဗျာနောက်မှ AOG တက်ပြီးဝင်လာတဲ့နောက်မှာ fear distortion အသုံးပြုခြင်းမရှိဘဲနဲ့ blam နေနဲ့ကတော့လိုက်ပြီးတော့ပိတ်ဆို့ထားတယ်ဗျာ PS and the Kane Stream မှာ 2 man down 3v5 situation တကူတော့ AI Esport Best of 3 series ရဲ့ game number 1မှာတောက်လျှောက်ဆိုသလိုပိုင်ဆိုင်ထားနေပဲရရှိလာခဲ့တဲ့ second လုံးနဲ့တူတောက်လျှောက်ဆိုသလိုတက်လာဖို့တော့ရှိနေခဲ့ပါပြီ မင်း wave ကတောက်လျှောက်တက်လာအောင်မှာဆိုတော့ကျွန်တော် online mega force နဲ့နေတာဟမ် mystery တောက်ကသွားနေပဲ oh my genie တက်လက်ပြီးတော့ဆုံးသက်ပေးထားတယ်ဗျာ တောက်လျှောက်ဆိုသလိုပဲ AI Esport တင်ဒီ lot နဲ့တူပဲတဲပြီးတော့ force လာပြီဗျာ9ယောက်2ယောက်ဆိုတဲ့ချိန်တကူမှာ stay Lina ဘိုင်လုံးပြနိုင်မလဲအကောင်ဆုံးတစ်ဖက်မှာတော့ချိုးသားနေတော့ပါပဲနောက်မှလည်း PS နဲ့တူပဲ Leather Rain မှာထပ်ပြီးတော့သုံးနေနောက်မှ Alita Tower Only ရိုက်ချိုးနေနေပဲ game number 1ကိုတော့ AI Esport အနိုင်ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ် early game intro ပိုင်းဒီမှာရ 1G နဲ့သူတို့ရဲ့ firmware တခုပြန်ရဖို့တော့ကြိုးစားခဲ့တယ် turning point နဲ့ camera point တွေမှာ Granger making time တခုကိုပြန်ရဖို့တော့ကြိုးစားခဲ့တာမျိုးလေးရှိခဲ့ဆိုပေမဲ့ Best of 3 series ရဲ့ game number 1မှာ